အားလုံးပဲမင်္ဂလာပါရှင် Irish Bandra ရဲ့ Talk Show Episode 3လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ကျမကတော့ Irish Bandra ရဲ့ Founder ဝင်းတန်သက်ဖြစ်ပါတယ်ရှင်ကျမကတော့ Irish Bandra ရဲ့ Co-Founder သူစာလင်းဖြစ်ပါတယ်ရှင်ကျမတို့ပြီးခဲ့တဲ့ episode က Irish Bandra ရဲ့ fabric painting အနေနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးခဲ့တယ်ပေါ့နော်ဒါဆိုလို့ရှိရင်ဒီ fabric painting ပုံမှာ design ရေးဆွဲတဲ့အခါမျိုးမှာဘယ်လို inspiration တွေကိုယူပြီးတော့အမအနေနဲ့ဆွဲဖြစ်လဲရှင်အဓိကတော့ပန်းတွေကို inspiration ယူပြီးဆိုရတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ဒါဆိုဒီပန်းတွေကို inspiration ယူတဲ့အခါမှာကျမတို့ပုံမှန်အားဖြင့်တော့ပကြီးဆွဲတဲ့အခါမှာ sketch ကောက်တယ်ပေါ့နော်ဒါဆိုအမအနေနဲ့ကောဒီ fabric painting လုပ်တဲ့အခါမှာ sketch ကောက်ပြီးတဲ့အခါမှာ final product အထိအဆင့်ဆင့် process လေးကိုရှင်းပြပြီးလို့ကြားနိုင်မလားရှင်sketch မခောက်ခင်မှာလဲ step တစ်ခုတော့ရှိမယ်ဘာ step လေးလဲဆိုတော့ဘာကိုဆွဲမှာလဲကျမတို့ဘယ် canvas ကကိုဆွဲမဲ့ canvas ကဘာလဲfabric မှာဘယ်လို fabric သားလဲ leather လားဘယ်လိုပစ္စည်းလဲပေါ့အဲ့ဒါကိုအရင်ဆုံးကြည့်ရပါတယ်ကြည့်ပြီးသွားတဲ့အချိန်မှာဘယ်လိုမျိုးစားလဲဘယ်လိုအင်ဂျီမျိုးစားလဲဆိုတဲ့အပေါ်မှာမူတည်ပြီး design ကိုဘယ်လိုသွားမလဲဆိုတဲ့ဟာကိုကျမတို့ design ကိုအရင်ဆုံးအကျန်းရင်စဉ်းစားရတယ်စဉ်းစားပြီးတော့ကျမတို့ချကြည့်ရတယ်ပေါ့နော်ဒီကိုဆွဲမဲ့နေရာပေါ်မှာအဆင်ပြေလားပြီးသွားတဲ့အချိန်မှာကျွန်တော် sketch ကောက်ပါတယ် sketch ကောက်ပြီးရင်တော့ကျွန်တော်တို့ဒီ prep လုပ်ရတယ်ပေါ့နော် preparation လုပ်ရတယ်ပိတ်စာဆိုလဲပိတ်စာ leather ဆိုလဲ leather preparation ဒီသူ့ရဲ့ဒီ material ပေါ်မှာ material ကိုဆွဲဖို့အတွက် canvas အဆင်သင့်ဖြစ်ဖို့အတွက်ကို preparation လုပ်ရတယ်ပြီးတော့မှကျွန်တော်တို့ဆေးဖြည့်တယ်ဆေးဖြည့်ပြီးရင်ကျွန်တော်တို့အသက်ဝင်လာအောင်လို့ပကြီးပညာနဲ့ပုံဖော်မယ်ပုံဖော်ပြီးသွားတဲ့အချိန်ကြီးကျွန်တော်တို့တညဆေးချအောင်ထားပါတယ်ထားပြီးသွားတဲ့အချိန်ကျတော့မှကျွန်တော်တို့ top coat ပုတ်ပါတယ် top coat မှာလဲသူ့ရဲ့တင့်တော်ရာmaterial ပေါ်မှာမူတည်ပြီးတော့ပေါ့နော်။ကွာသွားမယ်။ပြီးသွားပြီဆိုရင်တညထပ်တိတ်ပါတယ်။ပြီးသွားပြီဆိုတော့ခါကြတော့မှပိတ်စာဆိုရင်ကျမတို့ဘာလုပ်မလဲဆိုမီးဘူးတိုင်မယ်။မီးဘူးတိုင်ပြီးသွားတဲ့အခါကျမှကျမတို့နောက်ဆုံးအချော final product ကိုရမှာဖြစ်ပါတယ်။ဒီလိုအမှုပညာလက်ရမြောက်တဲ့အကြီးတွေဒီအင်ဂျီတွေကိုဖန်တီးတဲ့အခါမှာအခက်ခဲဆုံးလို့ပြောလို့ရတဲ့အပိုင်းလေးများရှိခဲ့လားရှိခဲ့ရင်တစ်ချက်လောက် share လေးလုပ်ပေးပါအောင်ရှင်။ရှိပါတယ်ရှင်။ကျမအတွက်အဓိကအခက်ခဲဆုံးကတော့ဘယ်အချိန်မှာအဆုံးသတ်ရမလဲဆိုတာကိုဆုံးဖြတ်ချက်ချရတာပါပဲအနုပညာသမားတယောက်ကြီးသမားတယောက်ဆိုတဲ့နေရာမှာကျမတို့ idea ကိုပုံပေါ်တဲ့အချိန်မှာသူကပကြီးဆိုတဲ့အရာထပ်ထည့်ပြီးရင်ထည့်လို့ရတယ်ထည့်ရင်ထည့်သလောက်အချိန်ပေးရင်ပြီးသလောက်ပို့ပြီးတော့လှတယ်ပို့ပြီးအသက်ဝင်နေဆိုတဲ့အချိန်မှာကိုယ့်ရဲ့ product တွေတစ်ခုပေါ်မှာဥပမာအဖြစ်အင်ဂျီပေါ်မှာအထည်ပေါ်မှာပကြီးဆွဲမယ်ဆိုရင်ပကြီးကားတစ်ခုကိုဖန်တီးနေဖြစ်တဲ့အတွက်ဘယ်အချိန်မှာရက်လိုက်မလဲဆိုတဲ့ဟာမျိုးကိုကျွန်မအရန်ကိုဆုံးဖြတ်ရတာဟာကျွန်မတို့အရန်ကိုခက်ခဲပါတယ်။မှန်တိုင်းပြောရင်တော့မရက်ချင်ဘူး။ဒါပေမဲ့လည်းအင်ဂျီပေါ်မှာဆွဲတဲ့အထည်လေးကဒီအထည်နဲ့ဆိုရင်တော့ရက်တင်ပြီဆိုတဲ့အနေအထားတစ်ခုရောက်တဲ့အချိန်မှာတော့မရက်ချင်တော့တဲ့ဒီကိုဆက်ပြီးတော့ဖန်တီးခြင်းတယ်။အဲ့ဒါဟာရက်ဖို့အတွက်အခက်ခဲတစ်ခုဆုံးဖြတ်ချက်ချတဲ့အခက်ခဲလေးပေါ့အဲ့ဒါတွေကတော့အခက်ခဲပါတယ်ရှင်ဟုတ်ကဲ့ပါဟုတ်ဒါဆိုရင်ဒီနေ့ episode 3လေးမှာပါဝင်ပြီးတဲ့မဝင်တဲ့ကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်ကျေးဇူးအများကြီးတင်ပါတယ်ဟုတ် Irish Bandra မှာဘယ်လို design တွေကိုအဓိကထားပြီးရေးဆွဲလဲဆိုတာကိုနောက်ထပ်ဗီဒီယိုလေးမှာပြပြပေးသွားမှာဖြစ်တဲ့အတွက်ဆက်လက်ဆောင်မြော်ကြည့်ရှုပေးကြပါအောင်ရှင်ဒါဆိုရင်ဒီနေ့အတွက်တော့ bye bye